Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မေလေးကဘာပြောချင်လဲဆိုလို့ရှင်တချို့ဆိုလို့ရှင်အလုံးလုံးတဲ့ပိုင်းမှာလမ်းနေပြောင်းနေတဲ့လူတွေရှိတယ်နောက်တစ်ခုကမေလေးတို့အလုံးလုံးတယ်ဆိုတာကအလုံးလုံးနေုံနဲ့မပြီးဘူးရှင်အဲ့တော့အလုံးလုံးဖို့ဆိုတာကကိုဒီအလုံးမှာဆိုလို့ရှင်ကိုဒီဘယ်တိုင်းဓာတီသွားမှာလဲကိုကဘာလို့ချင်တာလဲအနာဂတ်ရွယ်ချက်ပလန်ဆိုတာရှိရတယ်နော်အဲ့တော့တချို့တွေဆိုလို့ရှိရင်မေလေးတို့သူများလုပ်ငန်းလုပ်တယ်ဆိုရင်ဘာဖြစ်ဖြစ်ကိုတိုင်းဒီအချိန်ရဲ့လုံအားရဲ့ပြည့်ဆက်ရတယ်ဟုတ်နော်အဲ့တော့အချိန်နဲ့လုံအားပေးဆက်မှသာလျှင်တချို့ဆိုရှိ salary ဟုတ်ပြီ basic salary ဆိုတာကမင်းရဲ့အရေးချင်းကိုဘယ်သူမှမသိသေးဘဲနဲ့ဆက်ချင်းမှာဘယ်သူမှလစာတန့်ပေးတာမျိုးမရှိဘူးနော်အဲ့ဒါဘာလဲဆိုရင်ကျမကိုလာ blame နေတဲ့လူတွေရှိလို့ကျမပြောပြပေးရဒီ TikTok ကနေသိဖို့အဲ့တော့အလုံးလုံးတယ်ဆိုတာကအလုံးလုံးနေုံနဲ့မပြီးဘူးကိုလုံးနေတဲ့လုပ်ငန်းဒီဘယ်လိုမျိုးရှိလဲဆိုတာကိုကရေရှည်မြင်တတ်ဖို့တော့လိုအပ်တယ်အဲ့တော့လူတိုင်းမှာအလုံးလုံးချင်တဲ့ရွေချက်ဒီအကုန်လုံးပတ်စံပဲငွေရှာခြင်းလို့အလုပ်လုပ်တာတချို့ဆိုရင်အတွေ့အကြုံလိုချင်လို့တချို့ဆိုရင်ပတ်စံလိုချင်လို့အများကြီးပဲကွာသိလားဒါပေမဲ့လူတိုင်းဒီအဲ့လိုပတ်စံရအောင်လုပ်ဖို့အလုပ်ကိုကြတော့တကယ်လုပ်လာဆိုတာမရှိဘူးဟုတ်တယ်နော်အဲ့ဒါကိုကတယောက်ချင်းစီကကိုတိုင်းလုပ်ငန်းရှင်စိတ်သက်တည်နဲ့လုပ်ငန်းလှုပ်ဆောင်နေမှာလုံးဝအဆင်ပြေတာကွာသိလားအဲ့ဒါကြောင့်မလို့ကိုကသူများလုပ်ငန်းပဲလုပ်ကိုလုပ်ငန်းပဲလုပ်ကိုရဲ့အတွေ့ဟုတ်ပြီသူငါလုပ်ငန်းဆိုရင်လေငါဘယ်လိုမျိုးပို့ပြီးတော့တော်တဲ့တော်အောင်ဆိုတာတွေးရသေးရဲ့ဟုတ်တယ်နော်ကိုပိုင်လုပ်ငန်းဆိုရင်ပို့ဆိုးသေးရဲ့ကိုပိုင်လုပ်ငန်းဆိုရင်လည်းကိုရဲ့လုပ်ငန်းကြီးပွားအောင်ဒီထက်ဝင်ငွေတွေရှာနိုင်အောင်နီးလန်းအမျိုးမျိုးတွေတွေးရတဲ့အပိုင်းရှိရကွာသိလားဒီတိုင်းဘယ်သူမှငြင်းနေလို့မရှိဘူးဟုတ်ပြီအောင်မြင်နေတဲ့လူတွေဒီဘာကြောင့်အောင်မြင်နေတာလဲလူတိုင်းမှာအလုတ်လုတ်တယ်ဆိုတာအခက်အခဲပြဿနာတော့အများကြီးပဲရှိတယ်ဟုတ်ပြီအလုတ်လုတ်တဲ့သူတိုင်းအောင်မြင်တဲ့သူတိုင်းလည်းစ조사မှုကနေစတာပဲမစ조사ဘဲနဲ့အောင်မြင်မှုဆိုတာတော့မရှိဘူးရှင်အဲကြောင့်မလို့စ조사တိုင်းအောင်မြင်တဲ့သူရှိတယ်လို့စ조사တိုင်းမအောင်မြင်တဲ့လူတွေရှိတယ်ဟုတ်ပြီအောင်မြင်တဲ့သူတိုင်းကလည်းစ조사တဲ့လူတွေကြီးပဲအဲ့တော့အဓိကဘာပြောချင်လဲဆိုရင်အလုတ်လုတ်တယ်ဆိုတာကအလုတ်လုတ်နေုံနဲ့မပြီးဘူးကိုယ့်ဘက်ကအလုတ်ပေါ်မှာတင်ယူခြင်းစိတ်ရှိရမယ်စ조사ခြင်းစိတ်ရှိရမယ်ဆိုလို့ရှိရင်ပတ်စံဆိုတာအော်တိုနောက်ကလိုက်တယ်လူတွေဆိုတာငွေနောက်ကိုလိုက်ရင်အရန်ပင်ပန်းတယ်ဟုတ်ပြီအဓိကငွေကိုနောက်လိုက်ဖို့အတွက်ကကို့မှာအတွေ့အကြုံတွေအများကြီးလိုအပ်တဲ့ကြောင်းကျမကလာပြီးပြောပြရပါရှင်ဒါကတချို့တွေကိုတီးဖို့အတွက်ဒီ TikTok ကနေမျှဝေပေးခြင်းရှိပါတယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါ